ဆာမတော်ဘူးအမြဲတမ်းအနိုင်ကြည့်ခင်ရတယ်ကျွေးမမရှိရင်ဘာမှလုပ်လို့မရတဲ့နိုဘီတာဟာတကယ်ပဲအသုံးမကျတဲ့သူတစ်ယောက်လားကျွန်တော်တို့အားလုံးဟာငယ်ငယ်ကနိုဘီတာကိုကြည့်ပြီးရခဲ့ကြဘူးပါတယ်ဒါပေမဲ့ဒီဖြစ်လာတဲ့အခါမှာတော့ကျွန်တော်တို့ကိုယ်တိုင်ဟာလည်းလောကဓာတ်ကြောင့်မှရုန်းကန်နေကြရတဲ့နိုဘီတာတွေဖြစ်နေမယ်တတိထားမိလာကြပါတယ်နိုဘီတာစီရဲ့တင်စရာပထမဆုံးအချက်ကတော့အရှုံးမပေးတတ်တဲ့စိတ်ပါနိုဘီတာဟာနေ့ရက်လို့အဆုခံရတယ်ရိုက်ခံရတယ်ဒါပေမဲ့နောက်တစ်နေ့မှနဲ့မှသူဟာအားရကြီးနဲ့ပြန်လည်နှုတ်ထလာစမြဲပါသူဟာအရှုံးသမားဖြစ်နိုင်ပေမဲ့လက်လျှော့လိုက်တဲ့သူတော့မဟုတ်ပါဘူးဒုတိယချက်ကတော့ဖြူစင်တဲ့နှလုံးသားပါနိုဘီတာမှာအခြားသူတွေထက်သားတွေနဲ့ဆွမ်းစားမရှိပေမဲ့အခြားသူတွေဝန်းနေမှုကိုချင်းစားတဲ့နှလုံးသားရှိပါတယ်ဒါကြောင့်လည်းနောက်လာမယ့်အနာဂတ်မှာရှီဇူကာကသူ့ကိုလက်ထပ်ဖို့ရွေးချယ်ခဲ့တာပေါ့နောက်ဆုံးချက်ကတော့သစ္စာတရားပါဒွေမုံပေါ်ထားတဲ့သူ့ရဲ့ချစ်ချင်းမြတ်တာဟာကြွေးရတဲ့ထက်ပိုတန်ဖိုးရှိပါတယ်ကျွန်တော်တို့ဘဝမှာလည်းအောင်မြင်မှုတွေထက်ကျွန်တော်တို့ကိုတကယ်ချစ်တဲ့သူတွေကပို့ပြီးတော့အရေးကြီးတယ်ဆိုတာကိုနိုဘီတာကတတိပြရပါတယ်ဒါကြောင့်တင်ဟာအခုလောလောဆယ်ဘဝမှာရှုံးနေနေလို့ခံစားနေရဆိုရင်ပါနဲ့နိုဘီတာလိုပဲစိတ်အင်ကောင်းနေပါဇေမလျှော့ပါနဲ့ဒီနေ့မှတင်အတွက်လဲတွင်မွန်တော့မဟုတ်ခုရေကောင်းတွေရောက်လာမှာပါနိုဘီတာကိုချစ်ရင်ဒီဗီဒီယိုလေးကိုလိုက်လို့ပြီး follow လုပ်ထားပေးပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ